မင်္ဂလာပါတကယ်ချင်းတို့ရေ Top 4 Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခြုံချားမှာပုံပြားသို့ရောက်လာသူအပိုင်းနှစ်ကိုကျွန်တော်ကဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမအပိုင်းမှာတော့မက္ကဆီကိုနိုင်ငံမှအမေရိကန်နိုင်ငံသို့တရားမဝင်ခိုးဝင်ရောက်လာတဲ့ Alfredo ဆိုတဲ့ကောင်လေးရဲ့ခက်ခဲကြမ်းတမ်းလုံးတဲ့ဘဝအကြောင်းတွေကိုပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ဒေါက်တာကျူးဆိုတဲ့အုံနောက်ခွဲစိတ်ပါရဂူကြီးဖြစ်လာဖို့အတွက်ပညာရေးကိုဘယ်လိုမျိုးတွေကြိုးကြိုးစားစားရုန်းကန်ခဲ့ရလဲအချိန်မအားတဲ့ကြားကပညာကိုဘယ်လိုစီးပူးခဲ့တယ်လဲဆိုတာကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အခန်းနဲ့ဒေါက်တာကျူရဲ့ပညာရေးဘဝမျှော်လင့်ချက်ရောင်ကြည့်တကယ်တော့စံတော်ကွင်းကောလိပ်မှာအခြေမချနိုင်ခင်တည်းကသူ့မှာစိတ်ဒဏ်ရာတွေမနှဲမနှောရှိနေခဲ့ပြီးသားပါသူကဓာတုတက်ငွေတွေနဲ့ထိတွေ့ခဲ့ရသလိုလက်တွေပေါက်ပြဲတဲ့အထိအသီးခူးခဲ့ရပြီးတော့သူ့ကိုအလိုမရှိတဲ့နိုင်ငံရဲ့အမှောင်ထုထဲမှာအထောက်ထားမဲ့နေထိုင်သူတို့အဖြစ်ရှင်သန်ခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့အကြောက်ဆုံးအချိန်ကသူလုံးစိပတ်စိနားမလဲတဲ့ဘာသာစကားနဲ့သင်ကြားနေတဲ့စာသင်ခန်းတွေကိုဝင်ရတာပဲဖြစ်ပါတယ်ကောလိပ်ရဲ့အစပိုင်းနေ့ရက်တွေမှာစာသင်ခန်းရဲ့ရှေ့ဆုံးတန်းမှာထိုင်နေပေမဲ့လည်းစာသင်ခန်းနဲ့မသက်ဆိုင်တဲ့အပြင်လူတယောက်လိုခံစားခဲ့ရပါတယ်သူအနေနဲ့ပါမောက္ခတွေရဲ့ရှင်းလင်းချက်တွေကိုနားလည်ပေမဲ့စကားလုံးတိုင်းကိုတိတိကျကျတော့နားလည်နိုင်စွမ်းမရှိပါဘူးဒါပေမဲ့အတန်းတိုင်းကိုပညာလိုချင်စိတ်အပြည့်နဲ့တက်ရောက်ပါတယ်ဘာသာစကားအခက်အခဲကိုကျော်လွှားနိုင်မှုအတွက်ဖတ်စာအုပ်တွေငှားဖတ်ပြီးအင်္ဂလိပ်စာတန်းတို့ပါတဲ့ရုပ်သံလိုင်းကိုကြည့်တဲ့အပြင်သူ့အိတ်ကက်ထဲမှာအပိဓာန်တအုပ်ဆောင်ထားပါသေးရဲ့သူရဲ့နေ့ရဲ့အချိန်တွေကိုအလုတ်ကျန်းနေတဲ့ကုံဆုံးရင်းနဲ့ညဘက်တွေကိုတော့စာလေးလာဖို့အသုံးချခဲ့ပါတယ်ပြောရရင်အာဖရီဒိုကရင်းနှင်းနေတဲ့သူတယောက်ကအသက်ရှူရဖို့ကြိုးစားနေတယ်လို့မျိုးအငမ်းမရစာလေးလာနေခဲ့တာဖြစ်ပါတယ်သူရဲ့ကြိုးစားအားထုတ်မှုတွေကအရာထင်တယ်လို့ဆိုရပါလိမ့်မယ်တဖြည်းဖြည်းနဲ့အင်္ဂလိပ်စာတွေကိုသူနားလည်နိုင်ခဲ့ပါပြီသူဘယ်လောက်ထိကြိုးစားခဲ့တယ်လဲဆိုရင်ကနဦးပိုင်းမှာစားတောက်ဆိုင်ကဟင်းရစင်းရင်းတွေကိုဖတ်နိုင်ရကနေတဖြည်းဖြည်းနဲ့သတင်းစာတွေရဲ့ဇီဝဗေဒပြဋ္ဌာန်းစာအုပ်တွေကိုဖတ်လာနိုင်တဲ့အထိဖြစ်ပါတယ်ဒီလိုနဲ့သိပ္ပံဘာသာရပ်ကိုနားလည်သွားတဲ့အခါဇီဝဗေဒပညာရပ်ကိုသူချစ်မြတ်နိုးလာပါတယ်ပြီးတော့ဇီဝဗေဒပညာရပ်ဆိုတာဆဲတွေနဲ့လက်တင်စကားလုံးတွေတသက်ရေးထားတာမဟုတ်ဘဲနဲ့အသက်ရှင်ဖို့ပြန်လည်ကုစားဖို့အသေးတစ်ဖန်မွေးဖွားဖို့နဲ့အံ့ဩဖွယ်ရာတစ်ခုဆိုတာကိုလည်းသဘောပေါက်လာခဲ့ပါတယ်သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အရာအလုံးကသူလေးလာနေတဲ့စာမျက်နှာတွေနဲ့ထပ်တူကျနေပါတယ်အဲ့ဒီဒေတာကောလိပ်မှာပဲသူ့ဘဝလမ်းကြောင်းကိုတစ်စစ်ချိုးပြောင်းလဲသွားစေမဲ့ဇီဝဗေဒဆရာပေါမောက္ခအာတာဂျန်ကင်နဲ့တွေ့ဆုံခဲ့ပါတယ်ဆရာဂျန်ကင်ကစာသင်ပေးုံမဟုတ်ပဲကျောင်းသားတွေကိုမှန်မှန်ကန်ကန်အကဲခတ်နိုင်စွမ်းရှိသူပါဒါကြောင့်အတ္တမတက်နေတဲ့သူ့လက်တွေနဲ့ရိုးရိုးကုတ်ကုတ်နေတတ်ပေမဲ့စာသင်ချိန်ပြီးတဲ့အထိစောက်ပြီးနတ်နယ်တဲ့မိကုန်းတွေမေးတတ်တဲ့ကျောင်းသားလေးအဖရီဒိုကိုသတိထားမိခဲ့ပါတယ်ဒီနေ့မှာတော့ဆရာကသူ့ကိုခေါ်ပြီးတော့ဆရာတော့မင်းကိုဒီထက်ပိုပြီးတော့ရီမန်းချက်ကြီးကြီးထားစေချင်တယ်လို့ပြောလာတာကြောင့်အဖရီဒိုတယောက်အတော်လေးအံ့အားသွင်းခဲ့ရပါတယ်ဒေတာကောလိပ်ထက်ပိုကြီးတဲ့ရီမန်းချက်မျိုးလားထားရမှာလားဆရာအခြေခံဇီဝဗေဒတွေလေ့လာရုံနဲ့မကဘူးလားဒါမျိုးသူ့ကိုဘယ်သူမှမပြောပြခဲ့ပါဘူးတော်တော်များများကသူ့ကိုကြောင်းတောင်မတက်နိုင်တော့ဘူးလို့သတ်မှတ်ထားကြတာပါဒါပေမဲ့အဲ့ဒီအံ့အားသင့်ဖွယ်ရာဆရာစကားတစ်ခွန်းကသူ့အတွက်လမ်းကြောင်းသစ်တွေကိုဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်ဒီလိုနဲ့ဆရာဂျန်ကင်ရဲ့တိုက်တွန်းအားပေးမှုတွေကြောင့် UC ပါကလီတက္ကသိုလ်ကိုဝင်ခွင့်လျှောက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်ကျောင်းဝင်ခွင့်လျှောက်တဲ့အခါအစေးရငွေသွင်းရအမှတ်စီရင်ပြရထောက်ခါချက်တွေပေးရနဲ့လွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူးသူ့အနေနဲ့အင်္ဂလိပ်စာကိုအဆင့်မြင့်မြင့်မရေးတတ်သေးသလိုဘာကလေးကျောင်းမှာတက်နေတဲ့ကျောင်းသားတစ်ယောက်တလေနဲ့မှလည်းမသိကျွမ်းပါဘူးဒါပေမဲ့လည်းလက်မလျှော့ပဲသူလုပ်ရမယ့်အရာတွေကိုကြိုးကြိုးစားစားလှုပ်ဆောင်ခဲ့ပါတယ်တကယ်တမ်းကျောင်းဝင်ခွင့်လောက်ခန့်စာရောက်လာတဲ့အခါမှာတော့ကျောင်းဝင်ခွင့်ရလို့ဆိုတာထက်သူ့အနေနဲ့စိတ်ကူးတော့မရင်မှုတဲ့အရာတစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့အပေါ်မျက်ရည်ကျမိတဲ့အထိကြည်နူးဝမ်းသာခဲ့ရပါတယ်ဘာကလေးကျောင်းကသူ့အတွက်ကဘာသစ်တစ်ခုလိုပါပဲကျောင်းသားတွေအားလုံးကနာမည်ကြီးတစ်စိတ်အင်ကြီးတွေကိုဝတ်ဆင်ထားကြသလိုအလုတ်တင်အကြောင်းဆွေးနွေးပြီးသူတစ်ခါမှမခံစားရဘူးတဲ့ရေချိုးရင်ရေဘူးရတဲ့အဆောင်တွေမှာနေကြရပါတယ်အဲ့ဒီချိန်မှာအဖရီဒိုကတော့ဟိုးအဝေးကြီးကနေကျောင်းလာတက်ရပြီးတော့ကျောင်းစာအုပ်ဖိုးတွေပေးနိုင်ဖို့အိမ်သာဆေးတဲ့အလုပ်တွေလုပ်နေခဲ့ရတာပါသူကသူများတွေလိုပုံစံကွက်ထဲမှာအဝင်ခွန်ကြမဖြစ်သလိုသူကိုယ်တိုင်ကလည်းဘယ်သူအတွက်မှသူ့ကိုယ်သူပုံသွင်းမှုစိတ်ဆန္ဒမရှိခဲ့ပါဘူးဘာကလေးကျောင်းမှာကျောင်းတက်တော့သူ့ရဲ့အထူးပြုဘာသာရပ်ကစိတ်ပညာဖြစ်ပါတယ်သူကအုံနောက်နဲ့လှုပ်ဆောင်ချက်တွေအပြင်လူတွေရဲ့အတွေ့အကြုံတွေကိုပါနားလည်ချင်ခဲ့တာပါဒါကြောင့်တွေးသည့်စဉ်းစားမှုအပြုအမူနဲ့အာယုံကြောသိပ္ပံအတန်းတွေကိုတက်ရောက်ခဲ့ပြီးတော့စာလိုက်နိုင်မှုအတွက်စာကြည့်တိုင်းမှာနာရီပေါင်းများစွာအချိန်ကုန်ခဲ့ပါတယ်ပြောရရင်ကျောင်းကပေးလိုက်တဲ့သင်ခန်းစာတွေကသူ့အတွက်တိုက်ပွဲတစ်ခုလိုပါပဲကျောင်းသားတွေနဲ့ရုန်းကန်နေရတယ်လို့အသက်ရှင်ရပ်တည်နိုင်မှုအတွက်ညစောင်းအလုပ်အပြင်
စောက်လို့ရင်းနဲ့စားတောက်ဆိုင်တွေမှာလည်းအချိန်ပိုင်းအလုပ်တွေလုပ်နေရဆဲပါဒါပေမဲ့သူ့အနေနဲ့အစားကောင်းကောင်းမစားလိုက်ရတဲ့နေ့ရက်တွေအိမ်အပြန်ဘတ်စကားပေါ်မှာအိပ်ပျော်နေခဲ့တဲ့ညတွေရှိတဲ့ကြားကရီမန်းချက်တစ်ခုအတွက်ကြိုးစားရုန်းကန်နေရတာဖြစ်လို့ပင်ပန်းနွမ်းနေတဲ့အချိန်ဒီမှာတော့ရှင်သန်နေသလိုခံစားခဲ့ရပါတယ်တကယ်တော့ဘက်ကလေးမှာကြောင်းတက်ရတဲ့ဖိအားကလည်းမသေးလှပါဘူးသူ့ရဲ့တန်းပေါ်တွေကပန့်ပိုးပေးတဲ့မိသားစုတွေနဲ့ကြီးပြင်းလာကြသူတွေပါသူကတော့အစားမစားရတဲ့နေ့ရက်တွေပြည်နေတန်ခံရမလားဆိုတဲ့အကြောက်တရားတွေနဲ့သာကြီးပြင်းခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုအခွင့်အထူးတွေရှိမနေတဲ့အတွက်ကြောင့်ခန္ဓာရည်ပိုကောင်းလာခဲ့တယ်လို့ဆိုရပါလိမ့်မယ်သူကကြားရှုံးမှုတွေအကြိမ်ကြိမ်ပြန်ကြိုးစားမှုတွေနဲ့ကျင့်သားရနေခဲ့ပါပြီတက္ကသိုလ်တက်ရင်တဖြည်းဖြည်းနဲ့အဗရီဒိုကဆေးပညာကိုစိတ်ဝင်စားလာပါတယ်ပြီးတော့သူအနာဂတ်ကိုတတ်မှတ်ပေးမဲ့အခိုက်အတန့်တစ်ခုနဲ့လည်းကြုံခဲ့ရပါသေးတယ်တခါကဒေသဆိုင်ရာအာဆီယံတစ်ခုမှာစေတနာဝန်ထမ်းတွေနဲ့လူနာတွေအတွက်သူ့မိခင်ဘာသာစကားဖြစ်တဲ့စပိန်ဘာသာပြန်လုပ်ပေးနေတော့ဘိုက်ကိုနှိပ်ရင်အတော်လေးယောဂဝေဒနာခံစားနေရတဲ့မျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီမျိုးသမီးကအင်္ဂလိပ်စကားလည်းမပြောတတ်တယ်လို့ပြည်နေတန်ခံရမှာကြောက်တဲ့စိတ်ကြောင့်သူ့ရဲ့ယောဂလက္ခဏာတွေကိုလာပေါင်းများစွာကြိတ်မိတ်ခံစားနေခဲ့ရတာပါအဲ့ဒီလိုဝေဒနာတွေကိုကြိတ်မိတ်ခံစားနေရတဲ့အမျိုးသမီးကိုကြည့်ပြီးသူ့ရင်နေစိုးနှစ်ကြေကွဲခဲ့ရပါတယ်ဒီဖြစ်ရဲ့အကျိုးဆက်အနေနဲ့စေပညာဟာသိပ္ပံပညာဆိုတာအပြင်ဘာသာစကားတစ်ခုစွမ်းအားတစ်ခုတရားမျှတမှုတစ်ခုဆိုတာကိုသဘောပေါက်နားလည်သွားခဲ့ပါတယ်သူကလူတွေကိုကူညီဖို့အပြင်လူအဖွဲ့အစည်းမှာအမေလျော့ခန့်နေလူတွေအတွက်တိုက်ပွဲဝင်ပေးနေတာကြောင့်အဲ့ဒီရည်မှန်းချက်တွေကိုစေပညာကနေတဆင့်ဖြည့်ဆည်းပေးဖို့ရွေးချယ်ခဲ့ပါတယ်ဒီလိုနဲ့အဖရီဒိုတယောက်အင်္ဂလိပ်စာကောင်းလာပါတယ်ဆိုတဲ့လူတွေတောင်ကြောက်ကြတဲ့စေးကြောင်းဝင်ခွင့်ဆောင်မှုပွဲ Medical College Admission Test MCAT အတွက်စတင်ပြင်ဆင်ပါတော့တယ်ဒီဆောင်မှုပွဲအတွက်လာပေါင်းများစွာလေ့လာခဲ့သလိုစာအုပ်တွေငှားတာအွန်လိုင်းကနေအစမ်းဆောင်မှုပွဲတွေဖြည့်ကြည့်တာတွေကိုစိတ်အားထက်သန်ဆောင်ရွက်ခဲ့ပါတယ်ညတိုင်းလည်းဒီဆောင်မှုပွဲကငါ့ရဲ့အတိတ်ကိုစစ်တဲ့ဆောင်မှုပွဲမဟုတ်ဘူးဒါကဝင်ပေါက်တစ်ခုငါမဖြစ်မနေကြော်ဖြတ်ရမယ့်အရာလို့သူ့ကိုယ်သူတတိပေးနေခဲ့ပါတယ်အဲ့ဒီနောက်ကမ္ဘာပေါ်မှာဝင်ခွင့်အခက်ဆုံးကျောင်းလို့ပြောရမယ်ဟားဗတ်စီးကျောင်းကိုတက်ရောက်ခွင့်လျှောက်ထားခဲ့ပါတော့တယ်အဲ့ဒီတုန်းကလူတွေကတော့မင်းကဘာမလို့ဒီကျောင်းကိုလျှောက်ရတာလဲဒီလိုတွေပြောပြီးတော့မလျှောက်ထားကြဘူးတားကြပါတယ်သူရဲ့အမှတ်စင်းရင် GPA ကကောင်းပေမဲ့ကြောထောက်နောက်ခံကမကောင်းတာကြောင့်နားပြလာတဲ့လျှောက်ထားသူတွေထဲမှာသူ့ရဲ့လျှောက်လာကထူးခြားမနေပါဘူးသူကနာမည်ကျော် IV တက္ကသိုလ်တွေမှာတက်ရောက်ဖူးခဲ့ခြင်းလည်းမရှိပါဘူးဒါပေမဲ့ဟားဗတ်တက္ကသိုလ်ကိုမှရွေးချယ်လိုက်ရတဲ့အကြောင်းရင်းကဂုဏ်သိက္ခာကြီးမားတဲ့တက္ကသိုလ်တစ်ခုဖြစ်နေလို့ဆိုတာထက်အိမ်မက်တွေကနိုင်ငံနယ်နိမိတ်တွေကိုတောင်ကြော်ဖြတ်လာနိုင်တယ်ဆိုတဲ့သက်သေတစ်ခုဖြစ်နေလို့ပါပဲဟားဗတ်ဆေးကျောင်းတက်ရောက်ခွင့်ရရှိကြောင်းပို့တဲ့အီးမေးလ်ကိုလက်ခံရရှိတဲ့နေ့မှာပဲအဗရီဒိုတယောက်နေရာမှာတင်ကြောက်ရွံ့တရုပ်လိုငြိမ်သက်နေခဲ့မိပါတယ်အဲ့ဒီအကြောင်းကြားစာအီးမေးလ်ကိုမယုံနိုင်ဖြစ်နေလို့၃ချိန်တီတီဖတ်ခဲ့မိပါတယ်လူအတိုင်းဝိုင်းရဲ့စံနှုန်းအတိုင်းသာဆိုရင်သူလိုလူတယောက်ကဘယ်တော့မှဟားဗတ်လိုကျောင်းမျိုးကိုတက်ရောက်ခွင့်ရမှာမဟုတ်ပါဘူးဒါပေမဲ့လက်တွေ့မှာတော့သူကကျောင်းရဲ့အီးမေးလ်တွေကစကားလုံးတစ်လုံးချင်းစီတိုင်းနဲ့ထိုက်တန်သူတစ်ယောက်ဖြစ်နေပါတယ်ဒီသတင်းအကောင်းကိုမိခင်ဖြစ်သူကြားသိနိုင်မှုအတွက်အမေသားကိုဟားဗတ်ကလက်ခံလိုက်ပြီလို့ငိုတန်ကြီးနဲ့ဖုန်းဆက်လိုက်တဲ့အခါတစ်ဖက်ကအမေလည်းငြိမ်သက်တိတ်ဆိတ်သွားပါတယ်ခဏလောက်ကြာမှဝမ်းသာလုံးလို့ကြားမိတဲ့မိခင်ရဲ့ငိုတန်တွေနဲ့အတူသူ့အတွက်ဆူတောင်းတန်တွေကြားခဲ့ရပါတယ်အဲ့ဒီချိန်လေးဟာသူ့အတွက်တော့အောင်မြင်မှုတစ်ခုဆိုတာထက်အသစ်တစ်ဖန်ပြန်လဲမွေးဖွားလိုက်သလိုပါပဲဟားဗတ်တက္ကသိုလ်ကပေးပို့တဲ့အီးမေးလ်ကိုနောက်တစ်ချိန်ပြန်ဖတ်ရင်သူ့ရင်ထဲမှာတစ်ခုခုပြောင်းလဲသွားတာကိုခန်းစားလိုက်ရပါတယ်ပြောရရင်ဒီအခိုက်အတန့်ဟာပညာရေးမှာအောင်မြင်မှုရရုံသက်သက်မဟုတ်ပဲစိတ်ဝိညာဉ်တစ်ခုလုံးပြောင်းလဲသွားလိုက်တာပါနောက်ဆုံးမှာတော့သူ့လိုငါလိုမဖြစ်ချင်တဲ့အဖရီဒိုတယောက်ဟာသူတကယ်ဖြစ်ချင်တဲ့ဘဝတစ်ခုကိုရဲရဲဝံ့ဝံ့ရှောက်လန်းနိုင်ခဲ့ပါပြီဒီလိုပြောလို့ဟားဗတ်ရောက်တာနဲ့သူ့ရဲ့ရုန်းကန်မှုတွေအဆုံးသတ်သွားတာမဟုတ်ပါဘူးလူမှုရေးပိုင်းစိတ်ခံစားချက်ပိုင်းနဲ့ပညာရေးပိုင်းမှာအခက်အခဲတွေရှိနေသေးပါဒါပေမဲ့ဒီအခက်အခဲတွေကသူ့ကိုဒေါက်တာကျူးဆိုတဲ့ identity အသစ်တစ်ခုရသွားစေခဲ့ပါတယ်အခုဆိုရင်သူကနိုင်ငံခြားကနိုင်ငံတွေကိုကြော်ထွက်ပြီးတော့အထောက်ထားမဲ့ရောက်ရှိလာတဲ့အင်သာစီးနေရတဲ့ကောင်လေးမဟုတ်တော့ပါဘူးအခက်အခဲတွေကိုကြော်ဖြတ်ပြီးသူကိုယ်တိုင်ရောအခြားသူတွေကိုပါကုသပေးနိုင်တဲ့လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါပြီဒါကြောင့်လဲအဖရီဒိုဆိုတဲ့ဘဝရဲ့ဇာတ်ကြောင်အစောပိုင်းတွေကိုဖတ်ရတဲ့အခါမှာပင်ပင်ပန်းပန်းစင်စင်ရဲရဲရုန်းကန်ဖြတ်တန်းခဲ့ရတာတွေကြီးပါပဲဒါပေမဲ့အခုတော့သူကရှင်းရှင်းလင်းလင်းနဲ့ကိုယုံကြည်မှုတွေအပြင်ပြတ်သားတဲ့ခံယူချက်မျိုးနဲ့ဘဝကိုရှေ့ဆက်လျှောက်လန်းမှုသင်ယူနိုင်ခဲ့ပါပြီဒီလိုနဲ့အဖရီဒိုတယောက်ဟာဟားဗတ်စီးကျောင်းထဲကိုခြေချပြီးတော့အောင်မြင်တဲ့သူတယောက်လိုခံစားရမယ့်အစားအမြဲသိမ်ငယ်တယ်လို့ခံစားခဲ့ရပါတယ်သူ့ရဲ့တန်းမော်တွေအားလုံးကဆရာဝန်တွေတန်တမန်တွေနဲ့နာမည်ကြီးတက္ကသိုလ်ကဘွဲရသူတွေရဲ့သားသမီးတွေကြီးပါပဲသူ
သူတို့တွေကသူတို့ဘဝမှာတစ်ချိန်တစ်ခါမှညှင်းဆူခံရတာမရှိတဲ့အတွက်ကိုယုံကြည်မှုရှိကြသူတွေဖြစ်ပါတယ်အားလုံးနဲ့စัจကျင်ဘက်ဖြစ်တဲ့အက်ဖရီဒိုကတော့ထောက်ထားမဲ့ဆိုတဲ့အတိတ်ရဲ့ဖိအားတွေအင်္ဂလိပ်စကားသံမပီသားမှုတွေနဲ့အတူအလုတ်ကျန်းလုပ်ခဲ့ရလို့နာကျင်နေတဲ့ခန္ဓာကိုယ်တစ်ခုကိုပဲပိုင်ဆိုင်ထားပါတယ်ဟာဗတ်ကဆေးပညာသင်ပေးတယ်ဆိုပေမဲ့အက်ဖရီဒိုကတော့ဒီထက်ပိုပြီးလေးနက်တဲ့အရာတစ်ခုကိုလေ့လာသင်ယူနိုင်ခဲ့ပါတယ်အဲ့ဒါကတော့သူလိုလူတစ်ယောက်အတွက်ဖန်တီးထားတာမဟုတ်တဲ့ကဘာတစ်ခုမှာရှင်သန်ရပ်တည်နိုင်မှုဖြစ်ပါတယ်သင်ခန်းစာတိုင်းကဘူးတုဒတွေမကုတ်ပဲသူဘယ်သူလဲဆိုတာကိုပါစစ်ဆေးနေတယ်လို့ပါပဲဟာဗတ်မှာတော့သူကအတန်းရဲ့နောက်ဆုံးမှာထိုင်ပါတယ်ပြီးတော့ပမောက္ခတင်တဲ့အကြောင်းအရာတွေကိုနားမလည်နိုင်သေးပေမဲ့သူ့ကောင်းထဲမှာအဲ့ဒီစကားလုံးတွေကိုတိတ်တိတ်ကလေးဘာသာပြန်နေခဲ့ပါတယ်တချို့ညတွေဆိုရင်စာမလိုက်နိုင်မှာစိုးရိမ်နေစိတ်နဲ့ညလုံးပေါက်ပြီးမိုးလင်းတဲ့အထိသင်ခန်းစာတွေကိုထက်ခါတလေလေဖတ်ပါတယ်တကယ်တော့သူကစာတွေကိုကြောက်တာမဟုတ်ပဲသူဘယ်သူလဲဆိုတာကိုလူများသိသွားမှာကိုကြောက်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီနိုင်ငံကိုတရားမဝင်တဲ့နည်းနဲ့ရောက်လာခဲ့တာလို့သူ့အတန်းဘော်တွေကိုပြောမပြရဲပါဘူးအဲ့ဒီလိုပဲလေကွင်းထဲမှာအလုပ်လုပ်ခဲ့ရတာဓာတ်စီကန်နဲ့ကြားခဲ့ဘူးတာတွေလည်းဘယ်သူကမှပြောမပြပါဘူးဒီလိုပြောမပြနိုင်တဲ့အကြောင်းရင်းတွေကရှက်လို့ဆိုတာထက်သူ့ကိုနားလည်မပေးနိုင်မှစိုးရိမ်နေလို့ပါပဲဒါပေမဲ့သူကနေတိုင်းတိတ်တိတ်ကလေးစာသင်ခန်းထဲကိုရောက်လာပြီးကြိုးကြိုးစားစားလေးလာခဲ့ပါတယ်စေကန်းတွေမှာစေတနာဝန်ထမ်းလုပ်ပြီးသလိုမေးခွန်းတွေလည်းမေးပါတယ်ဒီလိုလုပ်နေတာတွေကစာသင်ခန်းထဲမှာအတော်ဆုံးကျောင်းသားဖြစ်ဖို့မဟုတ်ပါဘူးသူတကယ်ဖြစ်ချင်တဲ့ဘဝကိုရရှိဖို့အတွက်ဘွဲရတဲ့အထိစာသင်ခန်းထဲမှာဆက်လက်သင်ယူနိုင်ဖို့ကြိုးစားအားထုတ်နေခြင်းသာဖြစ်ပါတယ်ဒီလိုနဲ့ဟာဗတ်ဆေးတက္ကသိုလ်ကနေဘွဲရပြီးတဲ့နောက်မှာတော့ဆေးပညာလောကမှာအခက်ခဲဆုံးနဲ့အလိုအဆုံးပညာရပ်တွေတစ်ခုဖြစ်တဲ့အာယုံကျော်ခွဲစိတ်ဆရာဝန်လိုင်းကိုရွေးချယ်ခဲ့ပါတယ်ဒါအပြင်အလုတ်တင်ဆင်းမှုအတွက်လည်းအသက်သေးမလားရှင်မလားလောင်းကြီးထပ်ထားရတဲ့အနေအထားမျိုးမှာ9နှစ်တိတိလေ့ကျင့်ရတဲ့အစီအစဉ်ကိုရွေးချယ်လျှောက်ထားခဲ့ပါတယ်အလုတ်တင်ကာလတွေကသူ့အတွက်တော့စိန်ခေါ်မှုအပြည့်နဲ့တိုက်ပွဲလိုပါပဲတနေ့တာကိုမိုးမလင်းခင်စရပြီးတော့ညတကောင်ကျော်မှနားရပါတယ်နေအောင်မမြင်လိုက်ရတဲ့သတင်းပတ်တွေများသလိုမိသားစုတွေးဆုံပွဲတွေအားလိုက်ရက်တွေအပြင်အစားအစာတေချာမစားလိုက်ရတဲ့လတွေလည်းအများကြီးပါပဲအဲ့ဒီချိန်ကာလတွေမှာသူကအုံနောက်အကျိတ်တောရိုးဒဏ်ရာနဲ့လေးဖြတ်ယောဂဝေဒနာရှင်တွေကိုခွဲစိတ်ကုသပေးနေခဲ့ပါတယ်ဒီလိုခွဲစိတ်ကုသပေးနေရင်တချို့လူနာတွေအသက်ရှင်ခဲ့ရသလိုသူမကဲတင်နိုင်လိုက်တဲ့လူနာတွေလည်းရှိပါတယ်လူနာတယောက်ကိုလက်လွတ်ရလိုက်တိုင်းမှာသူ့ရင်ထဲမှာဒဏ်ရာအမာရွတ်တစ်ခုထင်ကျန်ခဲ့ပါတယ်ဒါကြောင့်ခွဲစိတ်ခန်းကိုဝင်ရောက်တဲ့အချိန်တိုင်းမှာအက်ဖရီဒိုကသူ့ရဲ့ဆေးကိရိယာတွေအပြင်သူ့မှတ်ဉာဏ်တွေကိုပါသူနဲ့အတူတည်ဆောင်လာပါတယ်အဲ့ဒီမှတ်ဉာဏ်တွေထဲမှာသူ့ရဲ့ငယ်ဘဝငယ်ရွယ်နဲ့စင်စင်ရဲရဲတည်ဆုံသွားခဲ့ရတဲ့သူ့ရဲ့ဖခင်အပြင်ယောဂဝေဒနာအထက်ပြင်းပြင်းထန်ကိုခံရမှာကြောက်လို့ဆရာဝန်မပြရဲကြတဲ့ရွှေပြောင်းစခန်းကသူ့ရဲ့အိမ်နီးချင်းတွေအားလုံးပါဝင်ပါတယ်ခွဲစိတ်ခန်းထဲဝင်ရပြီဆိုရင်လူသက်တစ်ချောင်းကိုကယ်တင်နိုင်မှုအတွက်14နာရီလောက်ဇက်တိုက်ခွဲစိတ်ရတာမျိုးတွေရှိပါတယ်သူချုပ်ပေးရတဲ့သွေးကြောတွေကစံချီမြင်လောက်ပဲရှိတာပါသူကတိတ်တိတ်ဆိတ်ဆိတ်နဲ့အာယုံစုဆိုင်ရင်လူနာတွေအတွက်ဆူတောင်းပေးရင်ခွဲစိတ်ခန်းဝင်ပေးနေခဲ့ပါတယ်လူသက်တစ်ချောင်းကိုကယ်တင်လိုက်နိုင်တိုင်းမှာလဲအောင်မြင်မှုတစ်ခုအပြင်ခရမ်းကျင်သည့်ခူရင်တနေ့တော့ငါလဲအရေးပါတဲ့လူဖြစ်ရမယ်လို့တိတ်တဆိတ်ရေရွတ်နေခဲ့တဲ့သူ့ရဲ့ငယ်ဘဝနဲ့ပြန်လည်ဆက်သွယ်မိလိုက်တယ်လို့ခန်းစားခဲ့ရပါတယ်ချိန်ချင်းမှာပဲသူခံစားနေရတဲ့ဖိအားတွေကြောင့်ပြိုလဲလူမတက်ပါပဲတယောက်တည်းငိုခဲ့ရတဲ့ညတွေရှိသလိုအရာအလုံးယုံကြည်မှုတွေမရှိတော့တဲ့နေ့တွေလည်းမနှဲပါဘူးသူ့မှာအခုတည်းက imposter syndrome လို့ခေါ်တဲ့ကိုယ်အောင်မြင်မှုကိုအယုံကြည်မရှိတဲ့ကိုယ့်အရေးချင်းကိုလက်သက်မခံနိုင်တဲ့ယောဂတစ်မျိုးရှိနေစေဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပြည့်စုံသူမဟုတ်ပေမဲ့နာကျင်မှုတွေကိုနားလည်နိုင်စွမ်းရှိသူတယောက်ဖြစ်လို့ဒီလောကနဲ့သက်ဆိုင်ပါတယ်ဆိုတဲ့နှက်ဆိုင်တဲ့ယုံကြည်ချက်တစ်ခုသူ့မှာရှိနေပါတယ်ဒီလိုနဲ့အချိန်ကြီးကြာလာတော့ကဘာကြီးကသူ့ကိုအတိမတ်ပြုလာခဲ့ပါပြီလုံဖော်ကိုင်ဘက်တွေကသူ့အပေါ်မှာလေးစားကြသလိုဆရာတွေကလည်းချီးကျူးကြပါတယ်လူနာတွေကလည်းသူ့အပေါ်ယုံကြည်မှုတွေရှိလာပါတယ်ခုတော့ဆရာဝန်အက်ဖရီဒိုကစာသင်ခန်းရဲ့နောက်ဆုံးမှာထိုင်ရတဲ့အပြင်လူတယောက်မဟုတ်တော့ပါဘူးဆေးပညာမှာကျွမ်းကျင်တဲ့အပြင်လူနာတွေပေါ်ကျင်နာတတ်တဲ့ခွဲစိတ်ဆရာဝန်တယောက်ဖြစ်နေပါပြီတာမန်ဆရာဝန်တယောက်မဟုတ်ပဲလူတွေအားလုံးမှတ်မိနေတဲ့ဆရာဝန်တယောက်လိုတောင်သတ်မှတ်နိုင်ပါတယ်ဒီလိုအမှတ်တရရှိနေကြတာလည်းဆရာဝန်ဆိုတဲ့ဘွဲကြောင့်မဟုတ်ပဲသူကုသပေးခဲ့တဲ့လူနာတွေကြောင့်ပဲဖြစ်ပါတယ်ဒီအပိုင်းလေးကတော့အက်ဖရီဒိုရဲ့ဘဝပညာရေးလမ်းကြောင်းမှာအခက်အခဲတွေကိုကျော်လွှားရင်းနဲ့ဆရာဝန်တယောက်ဖြစ်လာရတဲ့အကြောင်းကိုဖော်ပြပေးတဲ့အပိုင်းလေးဖြစ်ပါတယ်ကဲနောက်ထပ်အက်ဖရီဒိုရဲ့အောင်မြင်မှုညီကုန်းပိုင်းလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးပါမယ်ဗီဂန်မီဒေါက်တာကျူစာအုပ်ရဲ့အဆုံးသက်ပိုင်းကိုရောက်ရှိလို့လာခဲ့ပါပြီနော်အခန်း3ဒေါက်တာကျူအနေနဲ့ကြော်ကြားလာခြင်းဒီလိုနဲ့ဒေါက်တာကျူကကမ္ဘာအကျော်ကြားဆုံးဆေးရုံတွေကတစ်ခုဖြစ်တဲ့
John Hopkins ဆေးရုံကြီးရဲ့ခွဲစိတ်ခန်းမှာနေရာတစ်ခုရယူနိုင်ခဲ့ပါပြီ။အဲ့ဒီဆေးရုံကြီးမှာကျောင်းသားတစ်ယောက်အကူတစ်ယောက်အနေနဲ့မဟုတ်ပဲနောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ပေးရသူတစ်ယောက်အနေနဲ့ပါ။သူရဲ့အလုပ်ကပွင့်နေတဲ့ဥကောင်းကုန်နေနားမှာမတ်တက်ရက်ပြီးခွဲစိတ်ပေးရတယ်လို့တိမ်မွေးတဲ့အာယုံကြောလမ်းကြောင်းတွေကိုလမ်းဖွင့်ပေးရတာလည်းရှိပါတယ်။ဒါအပြင်နည်းနည်းလောက်လွဲချော်လိုက်တာနဲ့အသက်တစ်ချောင်းဒါမှမဟုတ်အနာဂတ်တစ်ခုလုံးကိုအဆုံးဖြတ်ပေးနိုင်လောက်တဲ့အထိအနေရများတဲ့ခွဲစိတ်မှုတွေကိုအချိန်ကြာကြီးလှုပ်ဆောင်ရင်းသူ့ရဲ့နောင်လာနောင်သားအဖွဲ့သားတွေကိုတင် जा ပြသပေးနေခဲ့ပါတယ်။အခုလိုအရေးပါအရာရောက်တဲ့နေရာတစ်ခုမှာရောက်နေပေမဲ့ဒေါက်တာကျူကဘဝမမေ့တဲ့လူတစ်ယောက်ဖြစ်နေပါသေးတယ်။တခြားဆရာဝန်တွေကလူနာတွေခံစားနေရတဲ့ယောဂဝေဒနာလောက်ပဲမြင်နိုင်ပေမဲ့ဒေါက်တာကျူကတော့သူတို့ရဲ့ဘဝဇာတ်ကြောင်းတွေအထိသိမြင်နိုင်စွမ်းရှိသူပါ။တားဖြစ်သူရဲ့ MRI အဖြေကိုမျှော်လင့်တကြီးဖတ်ထွယ်ထားမိတဲ့အမေတစ်ယောက်။သမီးဖြစ်သူရဲ့မင်္ဂလာပွဲအထိအသက်ရှင်ရှင်နေနိုင်ခြင်းနဲ့ဖခင်တူစကားမပြောနိုင်ပေမဲ့နောက်တစ်ခေါက်လောက်အခွင့်အရေးပေးပါလို့မျက်လုံးတွေနဲ့တောင်းဆိုနေတဲ့ကလေးလေးစသည်ဖြင့်လူနာတွေစုံလင်လှပါတယ်ဒီလူနာတွေအတွက်တော့ဒေါက်တာကျူကတာမန်ဆရာဝန်တယောက်မဟုတ်တော့ပါဘူးဒေါက်တာကျူကိုသူတို့စိတ်ထဲမှာဒီလူသားကငါတို့အတွက်မျှော်လင့်ချက်ရောင်ကြီးပဲလို့ဖြစ်နေခဲ့ပါတယ်အခုတော့တစ်ချိန်ကလျှက်စစ်မီးနဲ့မနေခဲ့ရတဲ့လူတစ်ယောက်ကလျှက်စစ်မီးသုံးရင်းနဲ့အုံနောက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်သူတစ်ယောက်ဖြစ်နေပါပြီအလားတူပဲတစ်ချိန်ကပုံရှိုးကွယ်ရှိုးနေဖို့အပြောခံနေခဲ့ရတဲ့ကောင်လေးကအခုတော့အာယုံကြောခွဲစိတ်မှုမှာဩဇာအရှိဆုံးလူတွေတဲကတယောက်အနေနဲ့ဥဆောင်နေပါပြီ။ဒါပေမဲ့သူကတော့တစ်ချိန်မှာအသက်တစ်ထောင်ကဲနိုင်ုံနဲ့မတင်းတိမ်နိုင်ပဲအာယုံကြောခွဲစစ်ဆေးမှုစေပညာလောကတစ်ခုလုံးကိုပြောင်းလဲပစ်ဖို့ဆန္ဒရှိခဲ့ပါတယ်။ခွဲစိတ်ခန်းထဲကိုရောက်သွားပြီဆိုရင်ဒေါက်တာကျူကမေးခွန်းထုတ်တယ်လို့တီထွင်ဖန်တီးနိုင်ပြီးအမျှော်အမြင်ရှိတဲ့သိပ္ပံပညာရှင်တယောက်အနေနဲ့ပြောင်းလဲသွားပါတယ်။နောက်ပြီးစေပညာမှာလူအသက်ကိုသေစေနိုင်တဲ့အထိအန္တရာယ်ရှိတဲ့အုံနောက်အကျိတ်ယောဂါGlioblastomas နဲ့ပတ်သက်တဲ့သုတေသနတစ်ရက်ကိုစတင်လှုပ်ဆောင်ခဲ့ပါသေးတယ်။ဒီသုတေသနကတော့အဲ့ဒီအုံနောက်အကျိတ်ကိုခွဲစိတ်ဖယ်ရှားပစ်ဖို့ထက်ယောဂရဲ့ဇင်းမြစ်ကိုနားလည်ပြီးတော့ဆင်းရဲနှမ်းပါးသူတွေအတွက်ပါလက်လန်းမိနိုင်တဲ့အထိထိရောက်တဲ့ကုသမှုတွေဖန်တီးပေးဖို့ရည်ရွယ်ပါတယ်။လူများစုအတွက်တော့ဒါကအောင်မြင်မှုအထွတ်အထိပ်ကိုရောက်ချိန်လို့ယူဆနိုင်ပေမဲ့ဒေါက်တာကျူကတော့ရှေ့ဆက်ပြီးစူးစမ်းနေသေးပါ။ဒီလိုနဲ့ဒေါက်တာကျူကဆင်းရဲနှမ်းပါးတဲ့လူတွေအတွက်အာယုံကြောခွဲစိတ်မှုနဲ့လေ့ကျင့်ရေးတွေအခမဲ့ဆောင်ရွက်ပေးနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပေးရေးအစီအစဉ်တစ်ခုဖြစ်တဲ့ Mission Brain Foundation ကိုတည်ထောင်ခဲ့ပြန်ပါတယ်။ဒါအပြင်မက္ကဆီကိုနိုင်ငံကစပြီးအာရှ၊အာဖရိက အထိကမ္ဘာအနှံ့ခရီးထွက်ပြီးလူနာအရမ်းများတဲ့ဆေးကန်းတွေမှာခွဲစိတ်ကုသမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံဆရာဝန်တွေကိုလည်းအသက်ကယ်နည်းတွေလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ဘာကြောင့်ဒီလိုတွေလှုပ်ဆောင်နေရတာလဲဆိုရင်သူ့အတွက်ကမ္ဘာပေါ်မှာအကောင်းဆုံးအရာကအောင်မြင်မှုမဟုတ်ပဲကမ္ဘာလောကကြီးအတွက်သူ့တက်ဆန်းသမျှအလုတ်ကျွေးပြုဖို့ပဲဖြစ်နေလို့ပါဒီထဲမှာတော့ဒေါက်တာကျူပြောခဲ့တဲ့စကားလေးတစ်ခွန်းရှိပါတယ်ကျွန်တော်ကအရေးချင်းနဲ့ဆောင်ရွက်ပြီးတော့ကျင်နာမှုနဲ့ရှင်သန်တယ်ဘာကြောင့်လဲဆိုရင်လုံနိုင်ကင်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ရဲ့ခံစားချက်ကိုခံစားဘူးလို့ပါဒါကြောင့်ရှင်သန်နိုးထားခွင့်ရတဲ့နေ့ရက်တိုင်းမှာကိုယ့်ရဲ့အစွမ်းအစကိုလူနာတဦးချင်းစီသူတေသနတစ်ခုချင်းစီခွဲစိတ်မှုတစ်ကြိမ်မှာအသက်တစ်ချောင်းနှုန်းနဲ့ပြန်လည်ပေးဆက်နေတယ်လို့ဒေါက်တာကျူကပြောပြထားပါတယ်ကဲတကယ်ချင်းတို့ရေအခုဆိုရင်တော့ဘီကမ်မီဒေါက်တာကျူစာအုပ်ရဲ့ဘာသာပြန်အနှစ်ချုပ်မှတ်စုကိုလေးလာဖတ်ရှုလို့ပြီးပါပြီဒေါက်တာကျူရဲ့ဘဝလမ်းခီးကနေသင်ယူလေးလာခဲ့ရတဲ့သင်ခန်းစာတွေကတော့ကိုဘဝရဲ့အစဟာအဆုံးသက်ကိုအဆုံးဖြတ်မပေးနိုင်ဘူးဆိုတာပါပဲဒါကြောင့်မို့လို့ကိုယ့်ရဲ့အိမ်မက်တွေကိုမေ့ထားပြီးပြည်ပနိုင်ငံတွေမှာအလုပ်လုပ်ကိုင်ရင်မိသားစုကိုငွေကြေးထောက်ပံ့နေရတဲ့တကယ်ချင်းတွေကိုအရေးမပါတဲ့လူလို့ခံစားနေရတဲ့သူတွေအရန်ဆင်းရဲပြီးတော့အချိန်လွန်နေပြီလို့ခံစားနေရတဲ့သူတွေရှိတယ်ဆိုရင်အခုကျွန်တော်ဖတ်ပြတဲ့ဘီကမ်မီဒေါက်တာကျူးဆိုတဲ့စာအုပ်ထဲကအတိုင်းပဲဘဝကိုအရှုံးမပေးဘဲနဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုဒီဇိုင်းမမတ်စူးစမ်းပါလို့အကြံပြုချင်ပါတယ်ဗီဒီယိုလေးကိုနားထောင်ပြီးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ်စာအုပ်ကောင်းတွေလည်းလက်မလွတ်သွားဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်မျှော်ပေးကြပါအောင်နော်ဗီဒီယိုရဲ့ comment ထဲမှာလည်းတကယ်ချင်းတို့ရဲ့ဘဝဖြတ်သန်းတဲ့အခက်အခဲတွေအတူယူခြင်းစရာတွေကြော်ဖြတ်ရတဲ့ပုံရိပ်တွေစာအုပ်နဲ့ပတ်သက်ပြီးတော့အကြံပြုချင်တာတွေရှိရင်တခုခုရေးသားခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်